သူမတို့အပြင်မဲ့ရောက်တော့ရေတွေဟာအတော်အနှင်းမြုံနေပါပြီရေရတံကိုဖမ်းပြီးတောင်းကောင်လိုက်ရှာတဲ့မိချောင်းတွေကြားအမြတ်ကူးကဆက်လက်ရှိရောက်ကိုကူခတ်လာရင်ကံမကောင်းစွာပဲမိချောင်းတွေဝိုင်းအောင်လာကြပါတယ်ရေကူးချံမီရဲ့တယောက်ဖြစ်တဲ့ဟီလီယာပြန်ဝဲမှာကြိုးစားပန်းစားကူးခဲ့ပေမဲ့ကံမကောင်းစွာပဲကက်တီလေးရှုံနေခဲ့ရပါတယ်ငယ်စဉ်ကလေးကသူမရဲ့အိမ်မက်ကိုပြေးစီးဖို့ဖခင်ဖြစ်သူရဲ့အားပေးစကားတွေနဲ့ကြီးပြင်းလာခဲ့ပြီးစိတ်ဓာတ်မှာကြောသူတယောက်လေးဖြစ်ပါတယ်သူမအဖေနေထိုင်ရပြည်နယ်မှာမုံတိုင်းဖြစ်လို့ဆက်သွယ်မရတာကြောင့်စိတ်ပူပြီးသူမအဖေစီထွက်လာခဲ့ပါတယ်လမ်းမှာမိချောင်းထိသေးရေးစကန်ဆိုင်ပုတ်ကိုတွေ့လိုက်ရပြီးသူမဖေစီဖုံးဆက်လို့လည်းမရခဲ့ပါဘူးလုံခြုံရေးတွေကလူတွေကိုဘေးလွတ်ရာစီပြောင်းရွှေ့ပေးနေပြီးသူမကိုမျိုးရဲပေးမဝင်တာကြောင့်သူမဟာဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်စွာချလိုက်ပြီးလုံခြုံရေးကိုချိုးဖောက်ခါမျိုးရဲဝင်ခဲ့ပါတယ်အိမ်ကိုရောက်တော့ခွေးလေးကိုပဲတွေ့ရပြီးသူမအဖေကိုမတွေ့ရပါဘူးအိမ်ထဲမှာတော့သူမတို့ငယ်စဉ်ကရိုက်ထားတဲ့ဓာတ်ပုံနေသားရှိတာမို့သူမလည်းအရင်ကမိသားစုဆောင်နေစားနေခဲ့တဲ့အိမ်အောင်စီလိုက်သွားပါတယ်သူမအဖေဟာဇနီးဖြစ်သူနဲ့ကွာရှင်းထားပြီးဟီလီတို့ညီအမနှစ်ယောက်ကိုထိမ့်သိမ်းဆောက်ရှောက်ထားတာဖြစ်ပါတယ်နေရာစုံအောင်လိုက်ရှာရင်အရောက်ထက်ကလှေကားကပွင့်နေတာမို့စင်ကြည့်ပါတယ်ခဏကြာတော့ကြွက်တွေကိုတွေးလိုက်ရပြီးလဲကျနေတဲ့အဖေဖြစ်သူကိုပါတွေးလိုက်ရပါတယ်ပခုံးကတန်ရနဲ့သတိမေးနေတာမို့အနာကမုကနဲ့လှေကားနာကိုဆဲခေါ်လိုက်ပါတယ်ထိုစဉ်ရုတ်တရက်မိချောင်းတစ်ကောင်ရောက်လာတာကြောင့်သူမလည်းသတိမေးနေတဲ့အဖေကိုမရရအောင်ဆွဲခေါ်ပြီးတန်နိုင်နာကိုဝင်နေလိုက်ရပါတယ်အထဲဝင်မရတဲ့မိချောင်းကနောက်ကျောက်ပြန်လှည့်သွားပြီးမုံတိုင်းဟာလည်းအင်အားကောင်းလာပါတယ်မူကအဆက်မပြည့်ရွာနေတယ်လို့မိချောင်းရံကလည်းကြောက်ရတာမို့သူမဟာအဖေဖြစ်သူကိုသတိရအောင်လုပ်ပြီးအင်အောက်ကနေထွက်ဖို့ကြိုးစားကြပါတယ်။ဒဏ်ရာရနေတဲ့သူမအဖေကိုခဏထားခဲ့ကသူမကပြုတ်ကျခဲ့တဲ့ဖုန်းကိုသွားယူပါတယ်။ဖုန်းဆက်ဖို့ကြိုးစားစင်မှာပဲမိချောင်းတစ်ကောင်ရောက်လာပြီးခြေထောက်ကိုအကိုက်ခံလိုက်ရပါတယ်။ဒီတော့နောက်ခြေတစ်ဖက်နဲ့စုံငံပြီးထွက်ပြီးမဲ့နောက်တစ်ကောင်နဲ့တွေ့ပြန်ပါတယ်။မိချောင်းတွေကလမ်းမှာသူမတွေ့ခဲ့တဲ့မိချောင်းထိန်းသိမ်းရေးစခန်းကရေရှမ်းပြီးထွက်လာတာဖြစ်ပါတယ်။မိချောင်းဟာသူမနောက်ကိုလိုက်ရင်သူမဖုန်းကိုပါနင်းချေလိုက်ပါတယ်။သူမလည်းကြောက်ကြောက်နဲ့အနာကတန်ကျွန်းနဲ့ထိုးပြီးတပ်ပန်းလုံးနာကအုံနေရနာလေးဝင်ခိုနေလိုက်ရပါတယ်။မိချောင်းတွေကကြီးတော့သူမအနာထိရောက်မလာနိုင်ခဲ့ပေမဲ့မိုးတဲထံမှုကြောင့်ရေတွေကတဖြည်းဖြည်းများလာခဲ့ပါတယ်။ဟီလီဟာအပြင်ဘက်မှာရှိနေတဲ့လူတွေစီအကူအညီတောင်းမှုပိုင်လုံးနေကြတိုးဝင်ပြီးဓမီနဲ့အချက်ပြပါတယ်။တခုတက်တိုက်ကတော့မုံတိုင်းကိုအခွင့်ကောင်းယူကစတိုးဆိုင်တွေက ATM ဇက်ကိုခိုးယူနေကြပါတယ်။တခုတယောက်ကဟီလီရဲ့အချက်ပြမိကိုမြင်ပြီးသွားကြည့်ချိန်ဆက်လီဘောကကောင်မလေးဟာမိချောင်းကြိုက်တာခံလိုက်ရပါတယ်။သူလည်းတတိထားမိတော့သူပါအစွဲခံလိုက်ရပါတယ်။ဒီလိုနဲ့ဆိုင်တွေကတကူရောအပါအဝင်တကူသုံးယောက်လုံးဟာမိချောင်းကြိုက်လို့တစားစီဖြစ်သွားကြပါတယ်။အပြင်ဘက်ကလူတွေစီကအကူအညီမရတော့ဟီလီဟာအပြည့်ထွက်ဖို့သူမကိုယ်တိုင်ပဲကြိုးစားရတော့မှမှန်တည်သွားခဲ့ပါတယ်။နေရန်ပေါက်တွေကနေတဆင့်ရေတွေဟာအဆက်မပြတ်ဝင်လာနေပါတယ်။ဟီလီဟာအင်းရဲ့ချမ်းမြေအောက်ကနေအပေါ်ကိုတွင်းကြည့်ပေမဲ့ပစ္စည်းတွေပြိနေတာမို့တကားဖွင့်မရခဲ့ပါဘူး။ဒါကြောင့်ရေရှမ်းလာတဲ့ပိုင်လိုင်းကနေထွက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အိမ်တွေပိတ်မိနေတဲ့လူတွေကိုကဲဖို့ရောက်လာတဲ့ရဲတွေကိုအိမ်အောက်ကနေအတန်တွေထုပြပေးမယ်မိုးရေစက်တွေလေးတိုက်တန်တွေကြောင်းမကြခဲ့ပါဘူး။လေပေါ်ကျနေတဲ့ရဲတယောက်ကပန်ငါမာကြီးနေတဲ့ရေမော်တွေကိုဆွဲဖြုတ်နေစဉ်မိချောင်းကြိုက်ခံရလို့သေဆုံးသွားပါတယ်။အိမ်အောက်ထက်မှာဝင်ပေါက်ရှိလို့ကြီးနေတဲ့ရဲဟာလည်းမိချောင်းစာဖြစ်သွားပြန်ပါတယ်။ဟီလီကကဲဖို့ကြိုးစားပေမဲ့မရခဲ့ပဲမိချောင်းကဆွဲခေါ်သွားပါတယ်။ထိုစဉ်ဟီလီဟာသူမဖေစီပြန်သွားပြီးပုံနေရပြန်ပါတယ်။သူမဖေကဟီလီကိုလေကားစီရောက်အောင်ရေကူးသွားခိုင်းပြီးသူကမိချောင်းတွေကိုအာရုံလွှဲထားလိုက်ပါတယ်။သူနာမိချောင်းတွေရောက်လာအောင်အချက်ပြီးနေစဉ်ဟီလီကလေကားစီသွားတော့တန်စင်နဲ့ဝင်တန်းပြီးအတန်ထွက်သွားတာကြောင့်မိချောင်းတစ်ကောင်ကနောက်ကလိုက်လာပါတယ်။ဟီလီအဖေဟာသူနာရောက်လာတဲ့မိချောင်းကိုတန်နိုင်တွေနဲ့ပြီးအောင်လုပ်လိုက်ပြီးခေါင်းနဲ့ထုကတက်ပြလိုက်ပါတယ်။ဟီလီဟာမိချောင်းကိုပုံရင်ပိုင်လုံးတစ်ခုနာရောက်လာပါတယ်။အထင်းမှာအမိုက်တွေနဲ့ပြည့်နေပြီးမိချောင်းဥတွေကိုပါတွေ့လိုက်ရပါတယ်။ဒီအချိန်မိချောင်းတစ်ကောင်ဟာသူမရှိတဲ့နေရာစီရောက်လာပါတယ်။သူမကတေးဆုံးသွားတဲ့ရဲရဲ့တနက်ကိုမရရအောင်လှမ်းယူပြီးစမ်းပြေကြည့်နေစဉ်မိချောင်းထွက်လာတာမို့တနက်နဲ့ပြည့်လိုက်ရပါတယ်။ရေတွေဟာလည်းတဖြည်းဖြည်းများလာပြီးသူမဖေကလည်းနေရာပြောင်းကအောက်ဆီဂျင်မပြတ်အောင်လုပ်နေရပါတယ်။သူမကပိုင်လိုင်းရဲ့အပြင်ဘက်ကိုထွက်လာနိုင်ခဲ့ပြီးမိချောင်းတွေမမြင်အောင်ပုံရပါတယ်။ထိုစဉ်သူမစီကလေပူပေါင်းလေးတွေဟာမိချောင်းကြီးစီရောက်ပြီးသူမနောက်လိုက်ပါတယ်။သူမလည်းအလဲအမြန်ကူးကကုန်းမော်တက်လာနိုင်ခဲ့ပါတယ်။ကစရေးရဟန်းရင်ကိုမြင်ပြီးအကူညီတောင်းခဲ့ပေမဲ့နောက်ကျသွားခဲ့တာကြောင့်အင်တကားကိုထိုင်ကုန်နဲ့ခွဲပြီးအထက်ဝင်ပါတယ်။အိမ်အောက်ကသူမအဖေဟာသူမကိုဆောင်ရင်အောက်ဆီဂျင်ပြတ်ခါတတိမိသွားပါတယ်။ခွေလေးရဲ့အကူအညီနဲ့သူမဖေရှိတဲ့စီထိုးခွဲကသူမဖေကိုဆက်တင်လိုက်ရပါတယ်။နှလုံးခုန်အောင်ရှေးဦးသူနာပြုစုနေနေခဲ့ပေမဲ့မရတာကြောင့်ရင်ဘတ်ကိုလက်ဖက်ဆောင်နဲ့ထူလိုက်ပါတယ်။ဒီ
ဒီတော့မှတတိပြန်ရလာပြီးနှစ်ယောက်သားအပြင်ထွက်ကြည့်ကြပါတယ်ကားစီမရတော့တာကြောင့်စတိုးဆိုင်ရှိကလေကိုယူဖို့ကြံကြပါတယ်မိချောင်းတွေရှိတဲ့နေရာစီကိုကြော်ဖြတ်ပြီးသွားမှမို့မိုးရတာကိုခွင်ကောက်ယူပြီးထွက်ကြပါတယ်မိချောင်းတွေကရေရိုက်တောင်ကိုဖမ်းပြီးအမဲလိုက်တာမို့မိုးရတာဟာသူမတို့အတွက်အခွင့်ကောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းစွာပဲမိုးတိတ်သွားခဲ့ပြီးမိချောင်းတွေဟာလည်းသူမတို့အနာဖြတ်သွားကြပါတယ်ထိုစဉ်ရေကတာကျိုးတဲ့တတိပေးတံမြင်လာတာမို့လီစီကိုအချိန်မဆွဲပဲစွန့်စစ်ဆဆကူဖြတ်ဖို့ဖြစ်လာပါတယ်လီစီကိုဥတီပြီးအမြန်ကူးခဲ့ပေမဲ့သူမရဲ့ရေရိုက်တံကြောင့်မိချောင်းတွေဝိုင်းအောင်လာပါတယ်ကံကောင်းစွာပဲကက်တီလေးလွတ်မြောက်ခဲ့ပြီးလေကိုယူကသူမဖေစီထွက်လာခဲ့ပါတယ်အဖေဖြစ်သူကိုလှေပေါ်ဆက်တင်လိုက်ပြီးနောက်ရေကာတာကျိုးပဲမှုကြောင့်ဒလောရောက်လာတဲ့ရေတွေအချိန်နဲ့အိမ်ထဲကိုပြန်ရောက်သွားခဲ့ပါတယ်ဒီလိုနဲ့သားဖနှစ်ယောက်ကွဲသွားပြီးဟီလီအဖေဟာအိမ်အပေါ်တက်ကိုရောက်သွားပါတယ်သူမကပစ္စည်းတွေအပေါ်ကနေကြော်ဖြတ်ပြီးအဆက်တွေရအောင်လုပ်ပါတယ်ဟီလီကိုအခေါ်တဲ့သူမအဖေကလည်းမိချောင်းကြိုက်ခင်ရကလက်ပြတ်သွားပါတယ်သူမအဖေစီရောက်တော့နောက်ကလိုက်လာတဲ့မိချောင်းကိုရှောင်ရင်းအခန်းတစ်ခုတည်းဝင်ခဲ့ပါတယ်အင်အားကြီးတဲ့မိချောင်းကိုတားမရတော့ရေကျုပ်ကန်နဲ့ဝင်ပုန်းနေရပါတယ်။သူမအပြင်ကိုထွက်ဖို့မိချောင်းကိုမြှားခေါ်ကပစ္စည်းတွေပေါ်တက်ပြီးမိချောင်းကိုပိတ်ထားခဲ့ပါတယ်။တမျိုးလုံးရေမြုပ်တော့မှမို့အခေါင်မိုးပေါ်တက်ဖို့ကြိုးစားစမှာဟီလီကအနောက်ရောက်လာတဲ့ရဟတ်ရင်ကိုမိကြီးနဲ့အချက်ပြပေးမဲ့ရုတ်တရက်မိချောင်းတစ်ကောင်ရောက်လာကမှန်ကိုခွဲပြစ်လိုက်ပါတယ်။တကားလဲပိတ်သွားပြီးသူမဟာလည်းအဖေဖြစ်သူကိုအင်ခေါင်မိုးပေါ်တက်ခိုင်းလိုက်ကသူမကအပြင်ကနေထွက်ဖို့လုပ်ပါတယ်။ထိုစဉ်မိချောင်းကလက်တစ်ဖက်ကိုကြိုက်တာကြောင့်မိကြီးကိုအမြန်ကောက်ခါထိုးလိုက်ပါတယ်။မိချောင်းလေးတည်သွားပြီးသူမလည်းအိမ်အပြင်ထွက်နိုင်ခဲ့ပါတယ်။ရေစီးနဲ့မျောပါမသွားအောင်အခေါင်မိုးအစွန်းကိုကင်ထားရပါတယ်။နောက်ကလိုက်လာတဲ့မိချောင်းတစ်ကောင်လည်းတန်တိုင်းတွေနဲ့ပြီးကရေစီးနဲ့ပါသွားပြီးသူမလည်းသူမအဖေအကူကြီးနဲ့အခေါင်မိုးပေါ်တက်နိုင်ခဲ့ပါတယ်။ခဏကြာတော့အဝေးကလာတဲ့ရဟတ်ရင်ကိုမြင်ပြီးမိကြီးနဲ့ပြစ်ခါအချက်ပြလိုက်ပါတယ်။ဒီလိုနဲ့သူမတို့ရဲ့မစုံမနစ်တဲ့ဆွဲလုံးလားအလျှော်မဲ့ပြီးတဲ့စိတ်ဓာတ်တွေကြောင့်အသက်ပြီးကလွတ်မြောက်သွားခဲ့ပါတော့တယ်။